အန်ဖီမှာမနစ်ကအကျွေးကိုဆက်သွားခဲ့တဲ့မက်ကွိုင်ယာနဲ့ဘယ်လိုကစားခဲ့ကြသလဲမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါခေါင်းစဉ်ကိုဘာလို့ဒီလိုပေးလဲဆိုတော့မနစ်က Liverpool Champion ဖြစ်တဲ့နှစ်မှာတော့ United က Liverpool ကိုတူတူတန်တန်ကစားပြနိုင်ခဲ့တယ်အဲ့ဒီတော့ကလည်း United ဂိုးရင်ရခဲ့တာဖြစ်ပြီး Martinez ကသွင်းခဲ့တာပါနောက်ပြီး Cheba ကိုပြန်သွင်းတဲ့သူကလည်း Gakpo ပဲဖြစ်နေပါတယ်အဲ့ဒီနောက် Liverpool က penalty ရသွားခဲ့ပြီးအာမတ်ကပြန်ချေပခဲ့ပါတယ်ဒီမှာနောက်ဆုံးမိနစ်မှာ Maguire အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ဂိုးပါပေါ်ကျော်သွားခဲ့လို့ဂိုးမရခဲ့ပါဘူးမဟုတ်ရင်နိုင်အောင်နိုင်သွားခဲ့မှာပါဒီနှစ်မှာတော့ Maguire ကသူ့အမားကိုပြန်လဲပြင်ဆင်နိုင်ခဲ့ပါတယ်တစ်ပွဲကြောင်း United က Anfield မှာမနိုင်တာဆိုရင်နှစ်အားဖြင့်အတော်လေးကြာသွားပါပြီ9နှစ်ကျော်10နှစ်နီးပါးရှိခဲ့ပါပြီနောက်ဆုံးနိုင်ခဲ့တဲ့ပွဲကိုတော်တော်များများကမာတာ2ဂိုးသွင်းတဲ့ပွဲလို့ပြောကြပါတယ်အဲ့ဒီပွဲက2014-15ရာသီဖြစ်တဲ့အတွက်အဲ့ဒီပွဲမဟုတ်ပါဘူး2015-2016ရာသီမှာတကိုးမရှိနဲ့နိုင်တဲ့ပွဲကမှနောက်ဆုံးနိုင်ပွဲပါအဲ့ဒီတော့ကတလုံးထဲသောအနိုင်ဂိုးကိုသွင်းယူသွားနိုင်ခဲ့တာက Wayne Rooney ပါအဲ့ဒီတော့ကပွဲချိန်88မိနစ်မှာ Wayne Rooney ရဲ့မြေမကျကန်ကြနဲ့ကန်ခဲ့တဲ့ဂိုးနဲ့ Liverpool တို့အရှုံးပေးခဲ့ရတာပါဒါက United Liverpool ကို United တို့နောက်ဆုံးနိုင်ခဲ့တဲ့ပွဲကပွဲထွက်17ရောက်လူစင်းပါဒီနိုင်ပွဲအပြီးမှာ Maguire ကဒီလိုပြောခဲ့ပါတယ်ကျွန်တော်ဒီမှာ9နှစ်ရှိပါပြီဒါပေမဲ့ Anfield မှာတော့တစ်ချိန်မှအနိုင်မရခဲ့ဘူးပါဘူးဒါကြောင့် Anfield မှာအနိုင်လိုချင်တဲ့စိတ်ခံစားချက်ကကျွန်တော်စိတ်ထဲမှာရှိနေတာကြာပါပြီအခုဆိုကျွန်တော်ရဲ့ United အတွက်နောက်ဆုံးနှစ်ကိုရောက်နေပါပြီအဲဒါကြောင့်ဒီပွဲမှာ Anfield မှာကစားရတဲ့ United ကစားသမားဘဝရဲ့နောက်ဆုံးပွဲလည်းဖြစ်သွားနိုင်တာမို့အနိုင်လိုချင်ခဲ့ပါတယ်အခုတော့ကျွန်တော်ရင်ထဲမှာရှိနေတဲ့အရာကြီးတစ်ခုကိုကျွန်တော်လုံးနိုင်ခဲ့ပါပြီဒီနိုင်ပွဲကကျွန်တော်အတွက်တော့အထိပ္ပယ်အများကြီးနေပါLiverpool က Klopp လက်ထက်မှာအတော်ကောင်းခဲ့တာကြောင့်လဲ United တို့တရေနဲ့အရှုံးရလက်တာရခဲ့တာပါပွဲမစခင်မှာ3ပွဲဆက်အရှုံးကို United နဲ့ပွဲမှာပြန်ချေပပြီးအနိုင်ပြန်ယူမယ်ဆိုပြီးပြောခဲ့တဲ့ Van Dijk ကဒီနေ့ပွဲမှာသူ့ကြောင့်ပဲ United ကပထမဂိုးကိုကြာသွားတာကြောင့် United ပရိသတ်တွေကပွဲပြီးမှလေ့ကျင့်ခဲ့တဲ့ Van Dijk ကိုလောင်ပြောင်ခဲ့ကြပါတယ်နှစ် analysis ဒီနေ့ပွဲမှာ United ကထုံးစံအတိုင်း3-4-1နဲ့ပွဲထွက်လာခဲ့ပါတယ်တိုက်စစ်မှာ Shaco ထက်ကွန်ညာကိုအသုံးပြုခဲ့ပြီး Mason Mountအမ်ဘူမိုရိုနဲ့ပွဲထွက်လာခဲ့ပါတယ်။ White တွေမှာအာမတ်နဲ့ဒါလော့ကိုထားခဲ့ပါတယ်။ Pivot မှာကက်စီနဲ့ဘရူနိုအတွဲကိုပဲပွဲထုတ်လာခဲ့ပါတယ်။ခန်းစစ်တော်ထဲမှာဒီလစ်၊လူရှော့နဲ့မကွာယာကိုဒီနေ့ပွဲမှာထူးဆန်းဆန်းသုံးလာပါတယ်။ပြီးခဲ့တဲ့ပွဲလက်စွမ်းပြခဲ့တဲ့ဆန်နီလမ်မန်ကိုပဲဆက်သုံးလာခဲ့ပါတယ်။ Liverpool ကတော့4-2-3-1နဲ့ပွဲထွက်လာခဲ့ပါတယ်။တိုက်စစ်မှာ AMF မှာ Sports Lineတောင်မန်နှစ်ဖက်မှာ Gakpo နဲ့ Salah တို့ကိုထားခဲ့ပါတယ်။ Pivot မှာ Matt Allister နဲ့ Gravenberch တို့ကိုထားခဲ့ပါတယ်။ခန်းစစ်မှာ Bresley, Van Dijk, Konate နဲ့ Milot Kakit တို့ကိုသုံးခဲ့ပြီးဂိုးသမားနေရာမှာ Alisson ဒန်ယာရနေစေမို့အရန်ဂိုးသမားနဲ့ပဲပွဲထွက်လာခဲ့ပါတယ်။ဒီပွဲမှာအခြေခံကစားပုံကိုအရင်ဆုံးရှင်းပြပါမယ်။ Liverpool က on paper မှာ4-2-3-1ဆိုပေမဲ့တကယ်တမ်းပွဲထဲမှာ4-2-2-2ပုံစံကစားသွားပါတယ်။ဒီမှာဆိုရင်ဒါကိုမြင်ရမှာပါUnited ကတော့ pivot 2ယောက်မှာ Cassie ကို back line ရဲ့အရှေ့မှာထားခဲ့ပြီး Bruno ကဒီကွင်းလေအတက်အဆင်းမှာ box to box ဆန်ဆန်ကစားခဲ့ပါတယ်။ဒါကြောင့် Bruno ကိုဘယ်ချမ်းတွေးလိုက်ညာချမ်းတွေးလိုက်တွေးရတာပါ။တိုက်စစ်ဆင်တဲ့အချိန်မှာဒီနောက်တန်း3ယောက်နဲ့ Cassie ကဒီလိုမျိုးရှေ့ထိတက်ပါတယ်။ဒီလိုအချိန်မှာဂိုးသမားက long ball တွေနဲ့ဘောလုံးတွေရှေ့ကိုပို့ပါတယ်။ပထမကိုပွဲစပိုင်းမှာရခဲ့တဲ့ဂိုးမှာဆိုရင်ဒါကိုမြင်ရပြီဂိုးသမားကဒီ area တွေကိုတင်ပေးလိုက်တဲ့ဘောလုံးကိုလက်ခံပေမဲ့အရက်မောင်းမြင့်တဲ့ရှက်ကိုမပါတဲ့အတွက်အမူမိုနဲ့ကွန်ညာကိုပဲလက်ခံဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလုံးကို Van Dijk ကရှင်းထုတ်ပြီးပြန်ကျလာတာကို Maguire ကထပ်တင်ပါတယ်ဒီမှာအမူမိုဘောလုံးလက်ခံဖို့မြင့်ဘောရှင်လူတဲ့အချိန် Matt Allister ရှိတာကိုစိတ်လောပြီး Van Dijk ကပါဝင်တိုက်ပါတယ်ဒီမှာသူတို့အချင်းချင်းတိုက်မိပြီးကျလာတဲ့ဘောလုံးကို Bruno ရသွားပါတယ်ဒီမှာအမ်ဘူမိုကလဲကျနေရကနေဒိုင်ဖောင်းမပေးတာတိတိချင်းပဲချက်ချင်းထပြီးပြန်ပြေးတာကိုချီးကျူးကြပါတယ်တချို့ကစားသမားတွေဆိုဇော်လကတက်ပြီးပြန်မထတော့တာတွေရှိပါတယ်ဥပမာဘရူနိုဆိုဒီနေရာမှာမျိုးဆိုရင်ဒိုင်ကိုမချင်မနဲ့နဲ့တော်တော်နဲ့ထမှာမဟုတ်ပါဘူးဒီလိုနေရာမျိုးမှာဆိုရင်ပြောတာနော်ဘရူနိုရဲ့အကျင့်ကိုသိတဲ့သူတွေသိမှာပါကျွန်တော်အပြစ်ပြောတာမဟုတ်ပါဘူးဒါပေမဲ့အမ်ဘူမိုဖြစ်နေတဲ့အတွက်ချက်ချင်းပြန်ထပါတယ်ဒါက United အတွက်ကောင်းသွားတာပါကျလာတဲ့ဘောလုံးကိုဘရူနိုရသွားပြီးဘေးဘက်မှာရှိတဲ့အာမတ်ကိုချက်ချင်းပေးလိုက်ပါတယ်ဒီနေရာမှာတော့ Bruno ကပါးနဲ့ပြန်ပါတယ်။သူကဒိုင်ဝစီမမုတ်တဲ့အတွက်အခွင့်ကောင်းယူပြီးပွဲကိုချက်ချင်းပြန်ဆလိုက်တာပါ။အာမတ်လက်ခံတဲ့အချိန်ဒီလေမှာ space အခြေကြီးရထားပါတယ်။အာမတ်ကအဲ့ဒီ space တွေကိုပြေးထွက်ပေးမဲ့သူညှော်ခဲ့ပေမဲ့ဘယ်သူမှထွက်မလာတာကြောင့်ဘောလုံးဆက်ကင်ထားလိုက်ပြီးအမ်မူမိုကိုဒီလိုဖြတ်ပြေးမယ်ထင်တာလား။ဒါပေမဲ့အမ်မူမိုက Van Dijk ရဲ့နောက်ကနေပြေးပါတယ်။ဒီအတွက် Van Dijk သူ့ကိုမမြင်ရပါဘူး။ဒီမှာအာမတ်ကဒီ space တွေကိုဘောလုံးထိုးပေးလိုက်တဲ့အချိန်အမ်ဘူမိုကလှင်လင်းမြန်မြန်ပြေးထွက်ဘောလုံးနဲ့6လောက်စားထိတဲ့ first step မှာအချိန်မဆွဲပဲတစ်ခါတည်းကန်လိုက်ပါတယ်
နောက်ကလိုက်လာတဲ့ Liverpool ကစားသမား slide ထိုးပေမဲ့မမီတော့ပါဘူး။ဂိုးသမားပေါင်ကြားတဲ့ကနေဘောလုံးကဝင်သွားခဲ့ပါတယ်။ဒီလုံးမှာချီကျူးရမှာကတစ်ဖက်အသင်းအောက်နေတဲ့အချိန်ချက်ချင်းဘောလုံးကိုအမြန်ဆန်ပေးလိုက်တဲ့ Fernandes နဲ့လဲကျနေရန်ကနေထားပြေးပြီးဂိုးပါသွင်းသွားတဲ့ MMO ကိုချီကျူးကြပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်တော့ Van Dijk ကအသက်ကြောင်း၄ကန်လာတာကိုမြင်ရပါတယ်။ငကိုတက်က Van Dijk ကလူကောင်ကြည့်ပြီးသိမ့်မြန်တဲ့ကစားသမားမဟုတ်ပါဘူး။အခုတော့ပုံနှေးသွားပါတယ်။ Van Dijk ရဲ့နောက်ကနေ Liverpool ကစားသမား၃ယောက်ချာက MMO ကိုပြေးထွက်သွားတာကိုခံရတာပါ။ Liverpool ကစားသမားတွေရဲ့ညံ့ဖျင်းမှုပါပဲ။ဒီဘက်မှာ United ကကွင်းလေကမဖောက်ပဲ Dalot နဲ့ Ahmed တို့ကိုအားကိုးခဲ့ပြီး White တွေကနေအဓိကထိုးဖောက်ထားပါတယ်။ Ahmed နဲ့ Mbumo ကတပွဲထက်တပွဲပိုနားလည်မှုတွေရှိလာတာကိုတွေ့ရပါတယ်။ Dalot ဘက်အချမ်းကိုပြောရရင် 1vs1 ကပ်ဖို့အတွက်တစ်ဖက်အသင်းရဲ့ခံစစ်အစွန်လူကဒီလိုပြေးခဲ့ပါတယ်။ဒီမှာ Mason ကအဲ့ဒီနေရာကိုဝင်ယူပြီး Mason နေရာလွတ်ရပါတယ်။ဒီတော့ Konate ကမဖြစ်မနေ Mason ကိုပြေးကပ်ရင်ဒီလေမှာ space ဖြစ်သွားပါပြီ။အဲ့ဒီ space ကို Van Dijk တယောက်တည်းမထိန်းနိုင်ပါဘူး။ဒီမှာဆိုရင်ဒါကိုမြင်ရမှာပါ။ United ဘက်ကဘောလုံးမရှိတဲ့အချိန်မှာတော့ဒီလိုကွန်ညာတယောက်တည်းထားခဲ့ပြီး1-4-5ဆိုတဲ့ပုံစံကိုကစားပါတယ်။ဒီမှာဆိုရင်ဒါကိုမြင်ရမှာပါ။ဒီလိုကစားနေရကနေဘောလုံးပြန်ရသွားရင် MO ကဒီလိုရှေ့ပြန်ပြေးတက်ပြီး9-3ဖြစ်သွားပါတယ်။ဒီလိုပိတ်ထားတဲ့ United ခံစစ်ကိုဖောက်ဖို့အတွက်သူတို့ခံစစ်နှစ်ထပ်ကြားတဲ့ကို Liverpool ကဒီလိုပုံစံနဲ့ကစားသမားတွေဝင်ပေမဲ့အဆင်မပြေပါဘူး။အဲ့ဒီခံစစ်နှစ်ထပ်ကတိတ်ကိုကျစ်လစ်ပြီးအဲ့ဒီခံစစ် line တစ်ခုကနီနီကက်ကက်ရှိနေတဲ့အတွက် space တိတ်မရှိတာပါ။ဒါကြောင့်Liverpool တို့အဲ့နှစ်တန်းကြားမှာဘောလုံးမကြခဏပြတ်ရပါတယ်။အဲ့ဒီကနေတံပြန်တိုက်စစ်အစဉ်ခံရပါတယ်။တခါတလေကျ Liverpool ဘက်ကထိုးဖောက်ခတ်လွန်လို့တမင်ဘောလုံးအဖြတ်ခံဝင်တိုးပြီး United တံပြန်တိုက်စစ်စတဲ့အချိန်ဘောလုံးချက်ချင်းပြန်ရအောင်ယူပြီးအဲ့ဒီခံစစ်နှစ်ထပ်ပြတ်တဲ့အချိန်ကိုအတင်းဝင်ပြီးနေရာယူတာတွေလုပ်ခဲ့ရပါတယ်။ဒါပေမဲ့ Gabo တစ်လုံးတိုင်ထိသွားခဲ့တယ်လို့နောက်တစ်လုံးကလည်းမဝင်ခဲ့ပါဘူး။ဒီလိုထိုးဖောက်ခတ်နေတဲ့ခံစစ်နှစ်လိုင်းကြားတွေကို Liverpool ကဒီလိုကစားသမားအကုန်ပို့လိုက်ပြီးနောက်မှာ Van Dijk နဲ့ Konate နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။ဒါကအန်နီယယ်များတဲ့အခြေအနေဖြစ်တဲ့အတွက်ဘောလုံးရလို့ပြန်ထွက်လာရင်ကွန်ညာကောင်တာစမရအောင် Kravenberch ကကွန်ညာကိုပြေးထောက်ထားပါတယ်။အဲဒီတော့မှဂိုးရဖို့ပိုနီးစပ်လာတာပါ။ဒါတော့အဲ့ဒီစွမ်းစားမှုကနေ United ကောင်တာရခဲ့ပြီး White မှာရှိတဲ့ Ahmed ကိုဘောလုံးဖြန့်လိုက်ပါတယ်။ Ahmed ကလည်း fast tag ကောင်းကောင်းနဲ့ထိပြီး Ahmed area တွေကိုဝင်လာတဲ့အချိန်Liverpool ကစားသမား3ယောက်ပဲရှိပါတယ်။ဒါပေမဲ့ပေးစရာလူမရှိလို့Ahmedနည်းနည်းချင်းစီအတွင်းကိုဆွဲဝင်လာရင် box တဲကိုအသေးအံပြေးဆင်းလာတဲ့ Liverpool ကစားသမားတွေ6ယောက်ထိဖြစ်သွားပါတယ်။အဲဒီတော့နောက်ကပြေးတက်လာတဲ့ Bruno ရှေ့မှာ space ကအကျယ်ကြီးပါ။ဒီမှာ Bruno အပိုင်ကန်ရပေမဲ့တိုင်ထိပြန်ပါတယ်။တကယ်တော့အလွတ်ကြီးကန်ရတာဝင်ကိုဝင်တဲ့အလုံးမှာAhmed MMO ကပြီးခဲ့တဲ့ပွဲတွေကနားလည်မှုတွေရှိလာခဲ့ပြီး position တွေ switch ကစားခဲ့ကြတာကိုပြောခဲ့ပြီးပါပြီ။ဒီနေ့ပွဲမှာဆိုရင်လည်းဒါကိုမြင်ခဲ့ရပြီး MMO က white ကိုပြေးထွက်ပြီးတော့Ahmed က MMO နေရာကိုပြေးဝင်ပါတယ်။ဒီမှာ diagonal ပြေးဝင်လာတဲ့ကွန်ညာကိုပေးလိုက်တဲ့အချိန်ကွန်ညာကဂိုးရှိမှနေရာယူထားတဲ့ Mason ကိုပေးလိုက်ပါတယ်။အရင်ကလိုနေရာထပ်မနေတော့ပါဘူး။ဒီခွင့်ရေးမှာဆိုရင်လည်းတော်တော်လေးကောင်းခဲ့ပြီး Liverpool ကစားသမားတွေမနှဲရှင်းထုတ်လိုက်ရပါတယ်။ Liverpool က Gakpo ကတော်တော်လေးကောင်းပေမဲ့ဂိုးလက်မရှိခဲ့လို့တိုင်နှလုံးထိခဲ့တယ်လို့အဲ့ဒီဘက်အချမ်းမှာAhmedကတချို့အချိန်တွေမှာ Gakpo ကိုအတော်လေးထိန်းထားနိုင်တာကြောင့်လဲ Gakpo တိတ်လွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရတာပါ။ဒါကို Ahmed ကိုလူစားလဲလိုက်တဲ့အချိန်မှာတိတာသွားပါတယ်။ Gakpo ဂိုးရသွားပါတယ်။အဲ့ဒီဘက်အချမ်းမှာရှိရမယ့်ကစားသမားကအလဲတဲကိုရောက်လာတဲ့အချိန်ရှီဆာကတောင်မန်ကနေလွတ်လွတ်လပ်လပ်ထိုးပေးပြီးအလဲတဲဝင်နေတဲ့ Gakpo ကသွင်းသွားခဲ့ပါတယ်။လုံးဝလူမကြုံပါဘူး။အဲ့နောက် Liverpool ကအနိုင်ကိုရဖို့တိုက်စစ်ကိုပဲအားလုံးလိုက်ပါကစားခဲ့ပေမဲ့တကယ်တမ်းဂိုးရခဲ့တာက United ပါ။ Liverpool ကိုသမားတင်ပေးတာကိုခေါင်းခုန်တိုက်ပြီး Shago ကိုချပေးပါတယ်။ Shago ကနောက်ကပါလာတဲ့တယောက်နဲ့ပေးယူလို့ပြီး Shago ကသူ့ကိုအဲ့လိုမဖန်တီးပေးနိုင်တဲ့ကွင်းလေကစားသမားတွေကိုလွတ်လွတ်ကျွတ်ဖန်တီးပေးသွားပါတယ်။ Shago ရဲ့ဖန်တီးပေးမှုကကောင်းပေမဲ့ကွန်ညာရဲ့မပါနိုင်မှုကြောင့်အဲ့ဒီလုံးကဒေါင်းငံဘောပဲဖြစ်သွားပါတယ်။ဒေါင်းငံဘောရခြင်းမှာတော့ဒေါင်းငံဘောကိုတင်မလို့နဲ့Fernandes က MMO ကိုပေးပြီး MMO ကကန်သွင်းပါတယ်။ဒါပေမဲ့နောက်တန်းနဲ့ထိပြီးပြန်ထွက်လာတာကိုလေတွေကဘောလုံးကိုလိုချင်တဲ့နေရာကွက်တိဖန်တီးပေးနိုင်တဲ့ Bruno ရဲ့ပံ့ပိုးမှုကလုံးဝ world class လို့ပြောလို့ရပါတယ်။အဲ့ဒီလုံးကိုချက်ချင်းပြန်ပေးလိုက်တာကလည်း Liverpool ကစားသမားတွေကိုဟန်ချက်ပြတ်သွားစေခဲ့ပါတယ်။ Liverpool ကစားသမားတွေဒီအလဲမှာပြုံနေပြီးဒီဘက်မှာလွတ်နေပါတယ်။ဘောလုံးကျလာတဲ့အချိန်ခဝေးမှာရှိနေတဲ့ကစားသမား2ယောက်ပါပြေးလာပြီးအဲ့ဒီဘောလုံးကျလာတဲ့အချိန် United ဘက်ကတိုက်เสีย3ယောက်တောင်ရှိခဲ့ပါတယ်။ဘသူတိုက်တိုက်ဂိုးမဲ့အခြေအနေမျိုးပါ။ဒီမှာမကွာရကခေါင်းတိုက်ပြီးအဆုံးသတ်လိုက်ပါတယ် 1-2 ပါပွဲချိန်83မိနစ်ပဲဖြစ်လို့လက်ကျန်မိနစ်တွေမှာ Liverpool စူးစမ်းခဲ့ပါတယ်ဒီမှာ Arne Slot ရဲ့ပြဿနာကဆာလာတပွဲလုံးဘာမှမလုပ်နိုင်တဲ့ဆာလာကိုမထုတ်တာပါဆာလာကကန်နာကအစယုံကြည်မှုပြောင်းနေတဲ့ပုံစံမှာရှုံးနေတော့မှ85မှာသူထည့်လိုက်တဲ့အချင်မောင်က cross လုံးဖန်တီးပေးခဲ့ပါသေးတယ်အဲ့ဒီအလုံးကို Gakpo အပိုင်တိုက်ခွင့်ရပေမဲ့ဂိုးနဲ့လွဲချော်သွားခဲ့ပါတယ်အ
လုံးမဖြစ်တာကိုဆာလာကိုပွဲချိန်အပြည့်သုံးနေတဲ့အတွက်အာနီစလော့ပေးဆက်လိုက်ရတာပါဆာလာကကောင်းခဲ့တာမှန်ပေမဲ့အခုရာသီအဆင်မပြေပါဘူးကြာလာပါပြီ United ဘက်ကဒိုကူဝင်လာတာကလုံးဝအဆင်မပြေပါဘူးသူကပြင်းနေတာတစ်ခုပဲရှိပြီး cross လည်းမလုံးနိုင်သလိုခံစစ်ကိုလည်းထိထိရောက်မကူနိုင်ပါဘူးဒီပွဲမှာ Liverpool ကဘောလုံးပိုင်ဆိုင်ဖို့64%နဲ့ United က36%ရှိခဲ့ပါတယ်Liverpool ဘက်က19ချိန်ကန်6ချိန်9ပေါက်တဲ့တကူရခဲ့ပါတယ် United ဘက်က12ချိန်ကန်ခဲ့ပြီး4ချိန်9ပေါက်တဲ့2ကူရရှိခဲ့ပါတယ်3ချီကျူးရမဲ့သူများ Liverpool ဘက်ကတပွဲလုံးရုံးကန်ပေးနေတဲ့ Gabo ကလွယ်ရင်ချီကျူးစရာသိမ့်မတွေ့ပါဘူး Gabo ကဒီပွဲလဲခြေပါကိုတကူသွင်းပေးခဲ့သလိုပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာလဲခြေပါကိုတကူသွင်းခဲ့ပါတယ်သူကတာဝန်ကျေပါတယ်ဒါပေမဲ့ခန်းစစ်ကနှစ်ပွဲစလုံးဂိုးပြန်ပေးခဲ့ကြတာပါUnited ဘက်ကတော့အရင်ဆုံးမကွာယာကိုချီကျူးချင်ပါတယ်ခန်းစစ်မှာလည်းတာဝန်ကျေခဲ့သလိုတိုက်စစ်မှာလည်းအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်ပွဲစားထွက်လာတော့ကအဲ့လောက်လေးတဲ့မကွာယာနဲ့ဘလို့ကစားမလဲတွေးနေတော့သူကအလုပ်ဖြစ်တာထက်အောင်တာလွန်ပါသေးတယ်ဒီပွဲမှာ Man of the Match လည်းရခဲ့ပါတယ်နောက်ပြီးဂိုးသမားကိုချီကျူးချင်ပါတယ်လမ်မန်ကဒီပွဲမှာလည်းအမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တဲ့ဆွဲထုတ်မှုတွေအမြင့်ဘောရှင်းထုတ်မှုတွေလုပ်နိုင်ခဲ့ပါတယ်အရန်ကြီးကောင်းခဲ့တာတော့မဟုတ်သေးပေမဲ့တည်ငြိမ်တဲ့လက်စွမ်းတော့ပြခဲ့ပါတယ်အီဆက်နဲ့တယောက်ချင်းအတွေ့မှာလည်းတနေရာတဲ့အငြိမ်မနေပဲရှေ့ထွက်ဖမ်းသွားပါတယ်အဘူမိုနဲ့အာမတ်ကိုချီးကျူးကြပါတယ်သူတို့နှစ်ယောက်ကဒီပွဲမှာအပြေးလွှားဆုံးကစားသမားတွေပါဘရူနိုကတော့ချီးကျူးရမလို့မချီးကျူးရမလို့ပါပဲနှစ်ကိုယ်သုံးသူနဲ့မကင်းခဲ့ပေမဲ့သူဘောလုံးဆုံးလို့ဘောလုံးခဏခဏပျောက်လို့အန်ရီယယ်များတဲ့အခြေအနေတွေ United ရင်ဆိုင်ခဲ့ရပါတယ်မကွာယာကနောက်ဆုံးသွင်းယူခဲ့တဲ့သွင်းကို6လုံးမှာ United အတွက်အရေးပါတဲ့အချိန်မှာအနိုင်ဂိုးတွေချီပါဂိုးတွေအဖြစ်ဖန်ပြီးပြောင်းလဲပေးခဲ့တာကိုတွေ့ရပါတယ်သူ့လောက်ဝေဖန်ခံရတာလည်းသူပါပဲသူ့လောက်အသင်းကိုကယ်ထားတာလည်းသူပါပဲဒါတွေကတော့ Liverpool နဲ့ပွဲက84မိနစ်အနိုင်ကို Crispy နဲ့ပွဲက89မိနစ်ကတည်ရကြစေခဲ့တဲ့သွင်းကို Lion နဲ့ပွဲက121မိနစ်ကအနိုင်ကို Ipswich Town နဲ့ပွဲက48မိနစ်မှာအနိုင်ကို Leicester နဲ့ပွဲက93မိနစ်ကအနိုင်ကိုပေါ်တိုနဲ့ပွဲက61မိနစ်ကတည်ရကြစေတဲ့ဂိုးလိုပဲဖြစ်ပါတယ်နောက်ဆုံးမိနစ်တွေအများကြီးပါဝင်နေပါတယ်နောက်ဆုံး United ကနှစ်ပွဲဆက်နိုင်သွားပြီး Anfield ကွင်းမှာအနိုင်မရတာကိုအဆုံးသတ်ခဲ့ပြီး Liverpool ကတော့၄ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical and live ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ